မိတ်ဆွေတယောက်ကမေးထားပါတယ်ဆရာနေကာမှာအိန္ဒိယရိုးရာဝတ်စားဆင်မှုဝတ်စားလို့ပိုင်ပါသလားလဲ Bismillahir Rahmanir Rahim ဝတ်စားနဲ့ပတ်သက်ပြီးတော့ရှရီအတ်ကပြဋ္ဌာန်းထားတဲ့အဆူလေးတွေရှိတယ်နံပါတ်1ကအဲ့ဒီဝတ်စားကအလာစာတိမီစတရဟမမီရဲ့ခန္ဓာကိုယ်မှာဟောအောင်ရမယ့်အစိတ်ပိုင်းတွေလောက်ရှိမြတ်အမျိုးသားအတွက်ရောအမျိုးသမီးအတွက်ရောသတ်မှတ်ထားတာရှိတယ်ဆိုအဲ့ဒီအစိတ်ပိုင်းတွေကိုလုံခြုံစွာဖောအုပ်တဲ့အဝတ်စားမျိုးဖြစ်ရနံပါတ်1ချက်ဟာလားဒါကြောင့်ဟာလားတချို့ဝတ်စားတွေရှိတယ်နင်းအိုရီယာမလုံးတစ်လုံးဝတ်ဆင်ထားတယ်ဟာလားဒါမင်္ဂလာဆောင်တွေမှာလည်းတချို့ဝတ်ဆင်တာတွေ့ရတယ်အနောက်တိုင်းလို့ကျွန်တော်တို့မြန်မာယူဝဝတ်ဆောင်လို့အဲ့လိုဝတ်ဆင်ထားတာတွေ့ရတယ်ဟိုခန္ဓာကိုယ်ရဲ့ဖုံးရမဲ့တချို့အစိတ်ပိုင်းတွေပေါ်လွင်နေတယ်စားတယ်လို့ဟာလားဝတ်စားမျိုးတွေဝတ်ဆင်လို့မပိုင်ဘူးအဲ့ဒါလိုပဲတချို့ဝတ်စားတွေဖုံးတော့ဖုံးထားတယ်ဒါပေမဲ့လုံးဝ just တယ်ဖြစ်နေလုံးဝကန့်ခန္ဓာကိုယ်နဲ့လုံးဝကြက်နေတာပေါ့တရားလေးဖြစ်နေတယ်လုံးဝကိုခိုက်ဖြစ်နေအဲ့ဒါလိုဝတ်စားတွေသူရဲ့ဖုံးဝါမဲ့အစိတ်ပိုင်းတွေကပေါ်တော့မပေါ်ပါဘူးဒါပေမဲ့အရှိရလူရဲ့နဇာမှာအရှုမှာဒီအစိတ်ပိုင်းတွေရဲ့ဘယ်လိုပြောမလဲဖွဲ့စည်းပုံပေါ်သွားတယ်ဒီစိတ်ပိုင်းနဲ့ဖွဲ့စည်းပုံပေါ်သွားတယ်အဲ့ဒါလိုဝတ်စားမျိုးဝတ်တယ်ဆိုရင်လည်းဒါဥနာခန္ဓာကိုယ်ရဲ့ဖုံးဝါမဲ့အစိတ်ပိုင်းတွေကိုပေါ်အုပ်တဲ့ဝတ်စားမျိုးတွေမှာဒါလည်းမပါဘူးအဲ့ဒီလိုဝတ်စားတွေတော့လဲဟာဒီတော့ဒီမှာဝတ်အစ်တွေအတားမြစ်ချက်ဒီပြင်းထန်တဲ့အာဇာတ်တွေလာရှိတာတယ်အများကြီးပဲဒါကြောင့်ကျွန်တော်ဟာလာနံပါတ်1ကျွန်တော်တို့ရဲ့အဝတ်စားကဟာလာမင်္ဂလာဆောင်မှာပဲဝတ်အပြင်မှာပဲဝတ်တဲ့အဝတ်စားကဖုံးဝါမဲ့အစိတ်ပိုင်းတွေကိုပေါ်ဖုံးအုပ်ထားရမယ်အခုနလိုဟာလာမလုံးတလုံးဝတ်စားမျိုးလည်းမဖြစ်ရဘူးဟာလာဝတ်တော့ဝတ်တာတဲ့ခန္ဓာကိုယ်ရဲ့အချိုးစားတွေပေါ်လွင်နေတဲ့အဝတ်စားမျိုးလည်းမဖြစ်ရဒါနံပါတ်1ချက်နံပါတ်2ချက်ကဘာလဲဆိုရင်ဒီလိုဝတ်စားမျိုးကိုဝတ်ဆင်ရမယ်အဲ့ဒီဝတ်စားကိုကျွန်တော်တို့ရဲ့မူအာရှရတ်ကျွန်တော်တို့ရဲ့ society လူဖွဲ့စည်းမှာဒါကိုမွတ်စလမန်တွေရဲ့ဝတ်စားလို့မှတ်ယူထားတယ်စားတယ်လို့ဝတ်စားမျိုးဝတ်ရမယ်ဟာလား guide ကောင်းတဲ့တခြားဘာသာတွေရဲ့ဟာလားနတ်ကအတုခိုးတာမျိုးမဖြစ်စေရအဲ့ဒါလို့ဝတ်စားမျိုးဝတ်ဆင်ရဒါကြောင့်အဲ့တော့မြေကုမပါတဲ့အတိုင်းအိန္ဒိယရိုးရာဟာလားဝတ်စုံမျိုးဝတ်တယ်ဆိုတာဘလို့ဝတ်ဆင်အကဲအဲ့ဒီဝတ်စုံမှာအခုနကျွန်တော်ပြောတဲ့အစီအကံနှစ်ချက်လုံးရတယ်ဟာလားခန္ဓာကိုယ်ရဲ့ဖုံးဝါမဲ့အစိတ်ပိုင်းတွေအားလုံးကိုဖုံးအုပ်ထားဖုံးအုပ်လည်းဖုံးအုပ်ပေးထားတယ်ခန္ဓာကိုယ်ရဲ့ဟာလားအစိတ်ပိုင်းတွေကိုပေါ်လွင်စေတဲ့ဟာလားဝတ်စားမျိုးလည်းမဟုတ်ဘူးအချိုးစားတွေကိုပေါ်လွင်စေတဲ့ဝတ်စားမျိုးလည်းမဟုတ်ဘူးပြီးရင်ဟာလားမွတ်စလမန်တွေအဝတ်စားလို့မှတ်ယူထားတယ်ကျွန်တော်အိန္ဒိယမှာဝတ်စားစီးနဲ့ဟာလားဝတ်စားတွေအများကြီးရှိတယ်မင်္ဂလာဆောင်တွေမှာဟာလားမွတ်စလမန်တွေရဲ့ဝတ်ဆောင်ကတစ်မျိုးဟိန္ဒူဘာသာဝင်တွေရဲ့ဝတ်ဆောင်ကတစ်မျိုးဘာသာကြားတွေရဲ့ဝတ်ဆောင်ကတစ်မျိုးအဲ့လိုမျိုးဝတ်ဆောင်မျိုးတွေရှိတယ်ဒါကြောင့်မြေကုမှာပါတဲ့အိန္ဒိယဝတ်ဆောင်ဆိုတာဒါဝတ်ဆောင်တိုင်းတော့ဘလို့မရဘူးဒါပေမဲ့အခုနကျွန်တော်ပြောတဲ့စီကံချက်နဲ့ညီတယ်ဟာလားခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတွေကိုဖောက်အုပ်ပေးတယ်ဖောက်အုပ်လည်းဖောက်အုပ်ပေးတာတယ်ပြီးတော့အိန္ဒိယမွတ်စလင်တွေအများအပြားဝတ်ဆင်လေးရှိတယ်အိန္ဒိယမင်္ဂလာဆောင်တွေမှာမွတ်စလမန်တွေအများအပြားဝတ်ဆင်လေးရှိတယ်မွတ်စလမန်လူဖွဲ့စည်းကမွတ်စလင်ရဲ့အဝတ်စားလို့တတ်မှတ်ထားတဲ့အဲ့ဒါလိုအဝတ်စားတွေကိုဝတ်ဆင်မယ်ဆိုရင်တော့ဝတ်ဆင်ခွင့်ရှိတယ်အကေတခြားလူရဲ့အတုခိုးပြီးတော့ဥမာပဲအိန္ဒိယဟိန္ဒူရိုးရာရဲ့တီးတဲ့ဝတ်စားတွေရှိတယ်ဟိန္ဒူဘာသာဝင်တွေသူတို့ရဲ့မင်္ဂလာဆောင်မှာတီးတဲ့ဝတ်စားတွေရှိတယ်အဲ့ဒါလိုမျိုးဝတ်စားမျိုးတွေဝတ်ဆင်မယ်ဆိုရင်တော့ဒါကတော့ဝတ်ဆင်ခွင့်မရှိဘူး